အားလုံးပဲမင်္ဂလာပါကျွန်တော်ကရေးပေါ်ရွှေထိန်ပါဒီနေ့က2025စက်တင်ဘာလ30ရက်နေ့မနေ့ကင်းသတင်းထုတွေကိုတင်ဆက်ပေးအောင်ဖြစ်ပါတယ်ဒီနေ့မနေ့ကင်းမှာတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တရုတ်အစိုးရကမြန်မာစစ်တပ်လက်အောက်ခံကိုကပြည်သူ့စစ်ဖို့ဟောင်းမင်းလျှော့ချန်ဤမင်းသားစုဝစစ်တအုပ်ကိုဒေတံများချက်မှတ်လိုက်တဲ့အကြောင်းတွေနဲ့ရုရှားပြန်မင်းအောင်လှိုင်ကိုကြိုးစုမဲ့စစ်တပ်ထောက်ခံသူများနေပြည်တော်လာရန်လမ်းစတဲ့ဟိုတေခအပါဝမ်းနေထန်စားတော်ရဲ့တေခုခစရိတ်ညင်းဖြန်ငွေငွေသားပေါ့နော်ငွေသား33နေပါကိုမဖို့ပေးမယ်ဆိုပြီးတော့သူတို့တွေကစိုးဆုံးထားတာရှိပါတယ်ဒါတွေနဲ့ရောပြီးရင်အခုတက်ပွေးသတင်းတွေရဲ့ပြီးရင်ကျွန်တော်တို့ပြည်သူတွေဝမ်းနည်းစရာသတင်းတွေစူးစောင်းပြီးတော့သတင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ဒီမနေ့ကမှာကျဲသတင်းကတော်တော်လေးကိုစစ်မကောင်းဖြစ်ရပါတယ်ဒါကတော့ကချင်ပြည်နယ်ကနော်ဝမ်းမုံမြို့နယ်စစ်တောင်းမြို့ကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြန့်ဘုံကျဲတက်ခတ်ခြင်းကြောင့်လေရင်ဖြန့်ဘုံကျဲမှုကကလေးငယ်2ဦးအပါအဝင်ပြည်သူ8ဦးသေဆုံးကြောင်းဒေသပြည်သူများကပြောဆိုပါတယ်တဲ့ဒါကတော့တော်တော်လေးစစ်မကောင်းဖြစ်ရပါတယ်ဒီကဒီနေ့မနေ့ကပေါ့နော်မိုးလေပန်းမှာအကြမ်းဖက်စစ်တပ်ကတပ်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တုံးမြို့ကိုတဲ့လေရင်နဲ့ဘုံကျဲတက်ခတ်သွားတာဘုံကျဲတက်ခတ်ခြင်းကကလေးတွေကျောင်းဆင်းပြီးတော့ပြန်လာတဲ့အချိန်ဆိုတော့ကျောင်းသားတွေကျောင်းသူနော်ကျောင်းသူတွေအပါအဝင်ပြည်သူတွေထိခတ်သေးဆုံးမှုများပြားတယ်လို့သိရပါတယ်ပြည်သူ၈ဦးသေဆုံးတယ်9ဦးကပြင်းထန်တဲ့ရထားတဲ့ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်တဲ့ဒါကကျောင်းသားတွေပြန်နေတဲ့အချိန်မှာဒီလိုမျိုးကိုစစ်ကောင်စီကတိုက်ခတ်နေတာဖြစ်ပါတယ်ဒါကတော့တော်တော်လေးစစ်မကောင်းဖြစ်ရပါတယ်ရာစတန်ဘာလ29ရက်နေ့ပေါ့နော်မိုးလေးပန်းမှာအကြမ်းဖက်စစ်တပ်ကဒီလိုမျိုးကိုလေရင်နဲ့ဘုံကြီးတာဖြစ်ပါတယ်ဒါကတော့ဒီအနီးနားမှာလဲဒီ KNA ပြောခွင့်ရတွေသူပြောတဲ့အတိုင်းဆိုလို့ရှိရင်တော့ဒီဟာကဒီအနီးနားမှာဒီမြို့အနီးနားမှာတက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူးဘာမှလည်းတက်ပွဲအဲ့လိုထိဖြစ်ပွားခြင်းမရှိဘူးလို့သိရပါတယ်ဒါတောင်မှစစ်ကောင်စီကပြည်သူတွေကိုပြည့်မဲ့ပြည်သူတွေကိုတမင်တက်ကိုပြစ်ခတ်နေတာဖြစ်ပါတယ်အခုချိန်မှာစစ်ကောင်စီကတုံလိုင်းတစ်ခုတွေထင်းချိုးတဲ့နေရာမှာနေတဲ့ပြည်သူတွေကိုကြောက်လန့်လာအောင်မနေရအောင်ပြီးရင်တုံလိုင်းတက်တွေထင်းချိုးတဲ့နေရာမှာနေတယ်ဆိုလို့ရှိရင်မင်းတို့တွေဒီလိုသေရမယ်ဆိုတဲ့အတွေးမျိုးကိုဝန်စေခြင်းလို့ဒီလိုမျိုးကိုပြည်သူရှိတဲ့နေရာကိုတမင်တက်ကိုပြစ်ခတ်နေတာဖြစ်ပါတယ်အခုချိန်မှာရွက်ကိုပွေကြီးပတ်ဖို့ကြိုးစားနေတဲ့အတွက်ကြောင့်လို့သူတို့ထင်းချိုးတဲ့နေရာကိုလာပြီးတော့ထွက်ပြေးလာအောင်ဒီလိုမျိုးကိုလုပ်နေတာဖြစ်ပါတယ်သူရဲ့စစ်တပ်ကညစ်နေတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ပြည်သူတို့အနေနဲ့လေကြောင်းရန်ရေကြောင်းရန်ပြီးရင်လက်နေကြီးတွေရန်တွေကိုလည်းသတိထားရမှာဖြစ်ပါတယ်အားခါတူကြီးကလည်းအရေးပေါ်အခြေအနေနဲ့ဒီလိုမျိုးကိုထုတ်ပြန်လာတယ်တွေ့လာကြပါတယ်နော်ဒါကတော့အခုချိန်မှာကျွန်တော်တို့လည်းတဖို့တဲ့ထင်းချိုးတဲ့နေရာမှာရှိနေတဲ့ပြည်သူအနေနဲ့သတိထားရမှာဖြစ်ပါတယ်စစ်ကောင်စီကတောက်လျှောက်ကိုရွတ်မာလာမှာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တို့သတိပေးအနေနဲ့ပြီးပြီးတော့စစ်မကောင်းဆိုတာနဲ့ပဲဒီပြည်သူတွေចောင်းသားတွေတေချောင်းနေရတဲ့အကြောင်းတွေကိုပြီးပြီးတော့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်အဲ့နောက်မှာကတော့ကျွန်တော်တို့လည်းတက်ဖို့တွေနဲ့စစ်ကောင်စီတက်တွေအကြမ်းမှာတက်ပွဲဖြစ်ပေါ်တဲ့အကြောင်းတွေကိုကျွန်တော်တို့ပြောရအောင်ပါဒါကတော့ခရင်နေပြီးနေကဒီမိုးဆိုဖြိုဆိုလမ်းမကြီးတက်ပွေးမြအတွဲမှာအကျန်းဖက်စစ်ကောင်စီတပ်သား20ကျော်သေဆုံးပြီးတော့စစ်ကား20ထက်မနေပျက်စီးခဲ့ကြောင်းကရင်နေအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဆိုပြီးတော့တိတိမီဒီယာသတင်းဌာနမှာဖော်ပြဖြစ်ပါတယ်ဒါကတော့လမ်းကြောင်းတစ်လျှောက်တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကတဲ့ဒေဆုံးတာတွေရှိတယ်ပြီးခဲ့တဲ့လတုန်းကစစ်ကောင်စီဒေဆုံးတာဆိုရင်20ကနေ50ကြားလို့ရှိတော့ရှင်းနိုင်ပြီနော်ဆိုဒီလိုမျိုးရှိနိုင်တယ်တဲ့ဆိုတော့ပြီးခဲ့တဲ့ဩဂုတ်လတလားလုံးပေါ့ပြီးတော့စစ်ကောင်စီကအနည်းဆုံး2စီးလောက်ကတော့ပျက်စီးမှုရှိတယ်ဟုပြန်ဒီဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနမှာတာဝန်ရှိသူတို့ကပြောဆိုပါဆိုပြီးတော့တော်လိုင်းတစ်ခုတွေစီကနေသိရတာဖြစ်ပါတယ်ဒါကတော့မိုးပြင်းမှာပြီးရင်ဒီမိုးပြင်းမှာတော့တက်ပွဲတွေကပြင်းထန်နေတာမျိုးမရှိပါဘူးတဲ့မရှိတော့ဘူးတဲ့ပြီးခဲ့တဲ့ဘက်ကမိုးပြင်းမျိုးအနည်းဂျေးရွာတွေမှာလေလုံနေတဲ့ပြည်သူတောင်းအုပ်ကိုစစ်ကောင်စီကဖမ်းဆီးပြီးနှိပ်စက်ခဲ့တာမျိုးတွေစုံစမ်းသိရှိရပါဆိုပြီးတော့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားတာဝန်ရှိသူကပြောဆိုပါတယ်လို့ခေတ်တိမီဒီယာသတင်းဌာနမှာရေးသားဖော်ပြတာတွေ့ရပါတယ်။ဒါကတော့စစ်ကောင်စီရဲ့လော့ရစ်အကြောင်းတွေဖြစ်ပါတယ်။ဒီထဲမှာဆိုလို့ရှိရင်တော့ဖြူဆိုဒီမိုဆိုဆိုတာကစစ်ကောင်စီတပ်တွေအပြစ်အဝချက်ထားတယ်လို့ပြောလို့ရတယ်တဲ့။ဘောလခေအထိကို
စစ်ကြောင်းထိုးဖို့ဦးတည်ထားတဲ့စစ်ကောင်စီအင်အား1000ဝန်းကျင်လောက်ရှိမယ်ဒီမိုးဆုကနေဖျိုးဆိုအထိKNDF ဗဟိုသတင်းနဲ့ပြန်ကြားတာဝန်ရှိသူတို့ကပြောဆိုတာဖြစ်ပါတယ်ကရင်ပြည်နယ်မှာတော့ဒီမိုးဆုဖျိုးဆိုနောက်ဆုံးပြီးတော့ဖေးခေါင်းပေါ့အဲ့ဒီဖက်မှာစစ်ကောင်စီရဲ့စစ်ကြောင်းတွေရှိနေတာဖြစ်တဲ့အတွက်ဒီတဲ့ဖြစ်ရှိနေတဲ့ဆိုတော့ဒီဟာကတပ်ပွဲတွေလည်းအချင်းမရွေပြင်းထန်နေတာတွေဖြစ်တဲ့အတွက်ပြည်သူတွေလူထုတွေကလောင်ချောင်ရဲ့တရိရှိကြဖို့နဲ့နေမေခံတော်လန်ရဲ့တပ်ဖွဲ့တွေရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာကြဖို့တက်တွဲချိန်ပါတယ်ဆိုပြီးတော့ပြောဆိုလာတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့သတိထားမဲ့အကြောင်းတွေနဲ့ဖြစ်ပါနေတဲ့အတွက်ကြောင့်မို့သတင်းအပြည့်စုံတွေကိုတက်နိုင်တယ်လို့ပြင်ပြီးတော့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ဒါကတော့အများကြီးပြောစရာမရှိဘူးတော်လိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီကိုတပ်ဖွဲ့တွေအတက်ခတ်တဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့တွေ20နီးပါးတည်ဆုံးခဲ့တဲ့ဒီတလနီးပါးဆိုလို့ရှိရင်90လောက်ထိကိုတည်ဆုံးနိုင်တဲ့အကြောင်းတွေကိုကျွန်တော်သိရတာဖြစ်ပါတယ်ဒီထက်မှာတပ်ဖွဲ့ကလည်းဖြစ်လာနိုင်တဲ့ဒါကြောင့်မလို့ပြည်သူသတိထားဖို့လိုအပ်တယ်နောက်တစ်ခုသတင်းကတော့မကွေးတိုင်းကမင်းတော်မြောက်နယ်ပသိမ်မော်ရွာလမ်းတွင်စစ်တပ်မှတပ်ဖွဲ့ဝင်များလိုက်ပါလာသောအင်းစီကားကိုစစ်ဆေးရန်တော်လန်ရေးတပ်ဖွဲ့များကရက်တက်ခန်းတို့လေမောပြည့်၍လက်လံပြစ်ခတ်ပြီးတော့ကားကိုမင်းရှုရှင်းလင်းလိုက်ကြောင်းဗမာကာကွယ်ရေးတပ်မှတာဝန်ခံကိုပဟင်းကပြောဆိုပါတယ်လို့ခေတ်သစ်မီဒီယာသတင်းဌာနမှာဖော်ပြတာတွေ့ရပါတယ်ဒီထက်မှာဆိုရှင်တော့စိုးစုတွေကလိုက်ပါလာတဲ့ကားပေါ်မှာဒဏ်ရတော့တဲ့ဆက်ခတ်တွေကမသေးဘူးလို့ကြားပါတယ်တဲ့ဒီဗမာပြည်သူကကိုရေးဗမာပြည်ကာကွယ်ရေးပေါ့နော်တာဝန်ခံကပြောဆိုတာဖြစ်ပါတယ်ဟိုဒီကောင်တွေကမသေးဘူးဆိုတော့ဆက်ပြီးတော့ပြင်းနေကြလာမှုတွေဖြစ်နေကြလို့မသိဘူးဒီကဆက်ပြီးတော့မသိသေးဘူးဆိုတော့ဒီစတမ်ဘာလ28သူတို့တွေကိုစတမ်ဘာလ28ရက်နေ့ည7:00နာရီအချိန်မင်းတောင်မြို့ဖက်မှာပသိမ်မော်ရွာလမ်းတန်းကြောက်တန်စစ်တပ်အထံစခန်းဖက်သို့မောင်းနေလာသောစစ်တပ်မှတပ်ဖွဲ့ဝင်များလိုက်ပါလာသောအင်းစီကအနက်ရောင်ကိုကြောက်တန်ကျေးရွာအနီးတွင်ဒိုလန်ရဲတပ်ဖွဲ့ဝင်များကစစ်ဆေးရန်ရက်တက်ခန်းခဲ့သောကြောင့်တော့ရတွင်တဲ့ရက်တက်ချင်းမရှိဘဲဒိုလန်ရဲတပ်ဖွဲ့ဝင်များကိုပြစ်ခတ်၍မောင်းပြီးတော့ခဲ့ကြောင်းသိရှိရပါတယ်ထို့ကြောင့်ဒိုလန်ရဲတပ်များကပြန်လည်ပြစ်ခတ်ခဲ့ရမှာစိုးစုတပ်ဖွဲ့ဝင်များဒဏ်ရာများရရှိကခုခံထွက်ပြေးသွားတယ်လို့သိရပါတယ်ဒါကတော့ထွက်ပြေးသွားကြပါလို့နော်ဆိုဒီထက်မှာစိုးစုတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ကားကိုမင်းရှုရှင်းလင်းခဲ့ပါတယ်ကားပေါ်မှာ40မမမောင်တီ9လောင်းစစ်ဝတ်တန်းစာပေါ့နော်တစ်ဆောင်ဖုံးတစ်လောင်းလက်ထက်တစ်ဆောင်ဒီအဆောင်ရဒီယာတစ်မျိုးပေါ့နော်ဂွမ်တုံးတစ်ခုဒီကောင်တွေကကောင်တို့လေးပါသေးတယ်ဆိုတော့ပျက်စီးသေးစီရရှိခဲ့ပါဆိုပြီးတော့ဒိုလိုင်းတစ်ခုတွေကခေတ်သစ်မီဒီယာကိုပြောဆိုထားတာဖြစ်ပါတယ်ဒါကတော့သတင်းတစ်ခုအနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့တန်းပြည်ပြန်တီဆော့ရေးနဲ့အရှုထွေပြဿနာများကိုဖြေရှင်းကန်တွေရေးတာဝန်ယူရန်အဆင့်သင့်ဖြစ်နေပြီဟုကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကြီးကကြေညာလိုက်ပါတယ်ဒီဟာကမြန်မာနိုင်ငံအတွင်းနဲ့တန်းပြည်ကိုပြန်လေတီဆော့ရေးနဲ့ပေါ့နော်အရှုထွေတွေကိုပြဿနာကိုဖြေရှင်းကန်တွေရေးတာဝန်ယူရန်အဆင်သင့်ဖြစ်နေပြီဆိုတာကသူတို့တွေကိုကျွန်တော်တို့အာဏာလွှဲပြောင်းလိုက်ပါတော့တခါနဲ့လွှဲပြောင်းတယ်ရုပ်ကိုမကြည့်ပါဘဲနဲ့လွှဲပြောင်းလိုက်ပါတော့ဆိုတဲ့သဘောမျိုးတွေကိုပြောချင်တာဖြစ်ပါတယ်ဒါပေမဲ့လည်းသူတို့တွေကရုပ်ကိုကြည့်မှပြီးတော့သူတို့တွေအာဏာရမှာဖြစ်ပါတယ်ဆိုတော့ဒီအာဏာရမှာဖြစ်ပါတယ်ဆိုတော့ဘာလို့အဲ့လိုဖြစ်ပြောရေးလေဆိုရှင်ပြီးတော့စစ်ကောင်စီကကျက်ဖူပါတီတွေကအကောင်လုံးကိုပိုအောင်အုပ်လိုက်တာဆိုတော့ကျက်ဖူပါတီကိုအခုချိန်မှာနာမည်သူတွေကလည်းမရှိဘူးပါတီကပြန်ဖြစ်မရှိဘူးเนาะဒါကြောင့်မလို့သူတို့တွေကနာမည်သားဖြစ်ပါပဲဆိုတော့အခုချိန်မှာသူတို့တွေပြောချင်တာကတော့တိုင်းပြည်ပြန်တီဆောက်ရေးနဲ့အရှုပ်ထွေပြဿနာတွေကိုဖြေရှင်းဖို့ဆိုတာကအခုတိုက်ပွဲတွေဖြစ်နေတယ်ဒီလိုမျိုးအရှုပ်ထွေတွေကိုဖြစ်နေတယ်ဒီဟာကိုဖြေရှင်းဖို့အတွက်ကဖြေရှင်းနိုင်မဲ့တာဝန်ယူရန်အစဉ်သင့်ဖြစ်နေပြီဆိုတာကသူတို့ထဲမှာဘာတွေနဲ့ဖြေရှင်းပါလဲလူတွေလောက်ပါလဲဆိုတာကိုလေပြောတော့မရှိဘူးဆိုတော့ကျက်ဖပါတီမှာရှိနေတဲ့ခေါင်းဆောင်တဲ့အကောင်လုံးလေးပါကစစ်မှုထမ်းဖို့အကောင်လုံးကိုအားပေးနေသူတွေကြီးပဲဆိုတော့ဒီဟာနဲ့စစ်ပွဲတွေနဲ့ဆက်ပြီးတော့ဖြေရှင်းမယ်ဆိုတဲ့သဘောမျိုးကိုပြောချင်တာလားမသိဘူးဆိုတော့ဒီထက်မှာကျွန်တော်တို့နိုင်ငံဟာတဲ့ငါးနဲ့မတူငါးရန်သူဆိုတဲ့ပြည်ထနိုင်ငံရေးသမားတွေရဲ့တွေးခိုတွေကြောင့်လူသားအားလုံးရဲ့အနာဂတ်တွေမျောမှန်းချက်တွေကြောက်လန့်တုန်လွတ်မှု
ဆက်လက်တွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်တဲ့ပြောချင်တာကငါနဲ့မတူငါရန်သူဆိုတာသူ့အပါမင်းအောင်လှိုင်ကိုပြောနေတာလားမသိဘူးဆိုတော့ဒီဟာကသူ့ရန်သူတွေဆိုတော့ကကျွန်တော်နိုင်ငံရေးသမားတွေတော့ပြောထားတယ်ပေါ့နော်ဆိုတော့ငါနဲ့မတူငါရန်သူဆိုတာကအခုချိန်မှာငါနဲ့မတူငါရန်သူဆိုပြီးတော့စပြီးတော့လုံလာတာကဘယ်သူလဲဆိုလို့ရှိရင်မင်းအောင်လှိုင်ဖြစ်ပါတယ်သူအကြိုက်မလုပ်ပေးလို့အခုဆိုလို့ရှိရင်တော့ဒီသူ့ပါတီဖြစ်တဲ့ဒေါ်ဆန်းစုကြည်တို့ဝမ်မီတို့ကိုဘုံလုံးကိုဖမ်းထားပါတယ်ဆိုတော့ဖမ်းထားပြီးတော့ဂျားလူကြီးတွေကိုလည်းဆန်တဲ့ပို့ထုတ်နေတဲ့သူတွေကိုလည်းအကောင်လုံးကိုအကြမ်းဖက်နေနဲ့တက်ဖြတ်နေတယ်နော်ဒီဆက်ပြီးတော့တက်ဖြတ်နေတာသူပဲဆိုတော့ရုပ်ကပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လောက်ရလို့ကျွန်တော်အခက်အမားယူဆပါတယ်တဲ့ဆိုတော့တမ်းပြည်ကိုတည်ငြိမ်ဖို့အတွက်တရားဝတ်ပြုတ်ဖို့လူသားအားလုံးနဲ့လူငယ်တွေလူရွေပေါ့နော်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လေတီးဆော့ပေးဖို့ဒါတွေပဲဖြစ်ပါတယ်တဲ့ဆိုတော့လူငယ်တွေကိုပြန်ပြီးတော့တီးဆော့ပေးမယ်လှပစေဖို့ဆိုတာကစစ်မှုထမ်းဖို့အတွက်ပြောနေတာလားသူတို့တွေကစစ်မှုထမ်းရမယ်ဆိုတာကိုပဲအမြဲတမ်းပြောနေကြဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပြောနေတာမဟုတ်ထမ်းပြီးတော့ပြောနေတာမဟုတ်ဘူးเนาะဆိုတော့သူတို့ကြက်ဖက်ပါတီမှာခေါင်းဆောင်လူနေတဲ့တုံသူတွေအားလုံးကပြောနေတာဖြစ်ပါတယ်စစ်မှုထမ်းရမယ်ငါတို့ဘယ်လောက်ထိပြောလဲဆိုလို့ရှိရင်တော့ငါတို့တာဝန်ယူရပြီဆိုလို့ရှိရင်ငါတို့အစိုးရဖြစ်လာပြီဆိုလို့ရှိရင်စစ်မှုမထမ်းတဲ့သူတွေကိုစစ်မှုထမ်းကမရတဲ့သူတွေကိုကွဲရဆိုင်ဖောက်ခွက်တော့မပေးမှာမဟုတ်ဘူးတဲ့ဒီလောက်ထိကိုပြောနေတာကြရတာဖြစ်ပါတယ်ဆိုတော့သတင်းဌာနတွေကိုလည်းလောက်ခွက်ပေးမှာမဟုတ်ဘာမှလည်းလောက်ခွက်ပေးမှာမဟုတ်ဆိုတော့အခြေအနေမျိုးထိပြောနေကြဖြစ်ပါတယ်ဒီထက်မှာအရှော့ထွက်တွေအချိုးအကွက်တွေနေရာမှာကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တာဝန်ဝတ္တရားတွေရဲ့အတွက်အကြောင်းဆေးဆက်မပြဘူးเนาะလဲလာနေတဲ့ပညာရှင်တွေနဲ့တွဲဆောင်ဆွေးနွေးချက်တွေအရာဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကံတွေဖြည့်ရှင်းပေးနိုင်တဲ့ခံပါတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်ဟုခင်ကြီးကပြောဆိုပါတယ်မင်းတို့စစ်တပ်တွေထဲမှာမင်းအွန်လိုင်းမင်းလောက်တဲ့ထဲမှာမင်းဒီလိုမျိုးကိုကံတွေနိုင်တဲ့အခြေအနေအရင်ချင်းမရှိဘူးမင်းရတယ်ပေါ့နော်အရင်ချင်းမရှိဘူးငါတော့ကတော့လုံနိုင်တယ်ဖြည့်ရှင်းနိုင်တယ်ဆိုတဲ့သဘောမျိုးကိုတိတ်ပြီးတော့ဖြိုးနေတာဖြစ်ပါတယ်ဆိုတော့ဒီဟာကသူတို့တွေကဘယ်လိုအခြေအနေရှိတယ်တော့ကျွန်တော်မသိဘူးဆိုတော့ဒီဟာကစစ်တပ်ကတော့ကျောက်ထွက်ပါတီကိုရောင်ပြီးတော့အကောင်လုံးကိုပေါင်အုပ်လိုက်တာဖြစ်ပါတယ်ဒီချိန်မှာသူရောင်ကြည်ရတဲ့သူတွေကိုအကောင်လုံးကိုနော်အဲ့ဒီထဲမှာဝန်ခန်းလိုက်တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့အခုမြောင်လန်ကရုရှားတော့ရုရှားတော့ပြီးတော့ပြန်လာပြီးအခုရောက်နေပြီးတော့တီးရတယ်ဆိုတော့သူတို့မြောင်လန်တို့သွားနေတဲ့အကြောင်းရင်းကလည်းဘာလဲအမျိုးမျိုးရှိတယ်မြောင်လန်ကဘယ်လိုကြားရလဲဆိုလို့ရှိရင်မြောင်လန်ကရုရှားသွားပြီးတော့ရုရှားကနေနုညွတ်ပေါ့နုညွတ်တွေပေါ့နော်ဆိုတော့နုညွတ်ပေါင်းလာပါဘာလဲမသိဘူးဆိုတော့ဒီဟာကနျူကလ িয়ার တွေကိုလက်လာနေတော့သိရတယ်ပေါ့နော်ဆိုတော့နျူကလ িয়ার တွေကိုလက်လာတယ်ပြီးရင်ဒီဟာကိုလည်းလောက်ချင်းနေပါကြဘောနော်ဟိုတနေ့ကပြောခဲ့ပါတယ်ဆိုတော့ဒီဟာကလည်းကျွန်တော်သိရတယ်ပြီးရင်အဲ့ဒီထက်ကလည်းမြန်မာနိုင်ငံတိုင်းရောက်လာမဟုတ်ဘူးတခြားနိုင်ငံဘာလဲနိုင်ငံမဲ့နေတာအဲ့ဒီနိုင်ငံကိုလည်းသွားသေးတယ်ပြီးရင်တရုတ်နိုင်ငံဘူမင်းမြို့ကိုလည်းသွားသေးတယ်လို့သိရပါတယ်ဘူမင်းမြို့သွားပြီးတော့ဘာတွေဆွေးနွေးကြရလဲတော့မသိဘူးသူကအကြောင်းအရာတွေကအများကြီးဆွေးနွေးကြတယ်လို့အဲ့ဒီစတက်လိုဗီတွေကတော့ပြောနေကြတယ်ဘာတွေဆွေးနွေးကြတယ်လို့မသိဘူးဆိုတော့ရုရှားကနေပြန်လာမဲ့မြောက်လန်ကိုတဲ့ကျိုးဆိုမဲ့စစ်တပ်ထောက်ခံသူများနေပြီးတော့လာရန်လမ်းစတဲ့ဟိုတေခဘာဝံနေထန်စာတေခုခစရိတ်ငင်းပြန်ငွေကျပ်33ပါမုတ်ဖူးပေးမယ်လို့သိရပါတယ်ဒီလိုမျိုးကိုမသွားဘူးဆိုလို့ရှိရင်မင်းတို့တွေဘေးအားမသွားမှာမဟုတ်ဘူးဆိုဒီဟာကိုမြောက်လန်ကျိုးဆိုဖို့ကျိုးဆိုမဲ့သူတွေမရှိဘူးဆိုတော့အမှုပညာရှင်တွေကိုလည်းဟိုအများကြီးပို့အော်ပြီးတော့ပေးရတာပေါ့နော်ဒီလိုမျိုးကိုပေးပြီးတော့လာခိုင်းတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဟာကတော်တော်လေးကိုသူတို့အပါမင်းအွန်လိုင်းကိုကြိုးစိုးဖို့အတွက်ကြိုးစားနေကြဖြစ်ပါတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်ဥပန်တို့ NEC တို့ကခင်ဗျားတို့ဒါတော့အကောင့်အကြက်ခံလိုက်ဆိုပြီးတော့မဲဖက်ပေါ့နော်မဲဖက်စီးပွားရေးသမားတွေကိုငွေထောက်ခိုင်းတာပြီးဟိုကလည်းဓာတ်လို့ကတော့ထောက်တာပေါ့တဲ့ပြန်ရတာကများတော့ဆက်ထောက်ပေးတယ်ပြီးရင်V9 ထုတ်တာကတဲ့အဆက်အကောင်ပေါ့နော်စီးပွားရေးသမားတွေကအကောင်ခံကြပြီးအကောင်ခံကြတာအကောင်ခံပေးကြတာပေါ့နော်စီးပွားရေးသမားတွေကအကောင်ခံပေးကြတာဆိုဒီဟာကနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ခေတ်သစ်မီဒီယာသတင်းဌာနမှာရေးသားဖော်ပြတာဖြစ်ပါတယ်ခုချိန်မှာတော့မြေအောင်လန်ကရောက်နေပြီးတော့သိရတယ်ဘာတွေစကားတွေပါလာအောင်မလဲယုံမေးလောင်းဘာတွေရဲမရာပြောလာအောင်မလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်မြန်မာနိုင်ငံကတရုတ်နိုင်ငံဖြစ်နေရပြီဆိုတော့ပြောပြချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်တော့
အခုတရုတ်အစိုးရကမြန်မာစစ်တပ်လက်အောက်ခံကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းမင်းလျှော့ချန်း၏မိသားစုဝင်စစ်တအုပ်ကိုလူသက်မှုကြမ်းဖြတ်လူလင်လေမှုဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှုလောင်းကစားမှုနဲ့ပိတ္တစာမှုမူရစေဝါအမှုများဖြင့်တည်တံချမှတ်လိုက်ကြောင်းတရုတ်နိုင်ငံမှာလာတော့သတင်းမြအရာသိရှိရပါဆိုပြီးတော့ခေတ်သစ်မီဒီယာသတင်းဌာနမှာဖော်ပြတာတွေ့ရပါတယ်ဆိုတော့အသေးစိတ်တွေကိုတော့သူတို့ရဲ့နာမည်တွေကတော့ဖတ်ကြည့်လို့ရပါတယ်ခေတ်သစ်မီဒီယာမှာဖော်ပြပြီးတော့ဖတ်ကြည့်ကြပါဆိုတော့ကျွန်တော်ပြောချင်တာကတရုတ်ကကျွန်တော်မြန်မာနိုင်ငံအကောင်လုံးကိုနင်းစနစ်တွေကိုလည်းအကောင်လုံးဆိုတော့စီမံခန့်ခွဲရမှာကိုလည်းအကောင်လုံးကိုအုပ်ချုပ်နေပါပြီဆိုတော့ပြောပြချင်တာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်တော့အခုချိန်မှာတရုတ်ကရောင်းချလိုက်တဲ့ဒီ online ရတွေ online ကနေလောက်လိုက်ရတဲ့ကျွန်တော်တို့ကိုရိပ်ကူတာတွေเนาะအကောင်လုံးကိုဖမ်းနိုင်တဲ့ဟာကတရုတ်ကနေဝေတာဖြစ်ပါတယ်အဲ့ဒီတရုတ်ကနေဝေတာတဲ့ဟာကိုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပြနေတဲ့ဟာတွေတရုတ်ကျွန်တော်မြန်မာနိုင်ငံသားတွေအခက်အခဲတွေအကောင်လုံးကိုဖမ်းစားနိုင်တယ်အကောင်လုံးဖမ်းစားပြီးတော့သူတို့စီမှာအချက်လက်တွေကိုအကောင်လုံးကိုရှိတာဆိုတော့ပြီးရင်အခုချိန်မှာဆက်ဖြစ်ပြီးတော့ဆူလာတာကဒီလူလေမှုပြီးရင်လူသက်မှုတွေကိုတော့ကျွန်တော်တို့အပြည့်အရေးယူတာတည်တံ့ချက်မှတာကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒီလိုမျိုးချက်မှတာကထောက်မခံတာမဟုတ်ထောက်ခံတယ်ဒါပေမဲ့လေဖြစ်ရမှာကတရုတ်ကစီမံရမှာမဟုတ်ဘူးဒီဝတ်တပ်ဖွဲ့တွေကမစီမံဘူးဆိုကိုကန့်တပ်တွေကမစီမံဘူးဆိုလို့ရှိရင်တောင်မှဒီဟာကမင်းအွန်လိုင်းတော့ကစီမံရမှာဖြစ်ပါတယ်ဆိုတော့မင်းအွန်လိုင်းကတကယ်လောက်နိုင်တယ်ဆိုလို့ရှိရင်မင်းအွန်လိုင်းကလောက်ရမှာဖြစ်ပါမင်းအွန်လိုင်းကဘယ်သူတွေတရုတ်လက်ထိပ်ကိုအပ်လိုက်လေဆိုလို့ရှိရင်တော့ဒီကောင်တွေကို2023မှာပေါ့နော်ဒီကြားဖြတ်တွေနဲ့ပတ်သက်ပြီးတော့လူဖမ်းနေတဲ့အချိန်မှာ2023မှာတရုတ်လက်ထိပ်ကိုအပ်ပေးလိုက်တာဖြစ်ပါတယ်သူတို့တွေကိုပေါ့နော်ဆိုတော့သူတို့တွေကိုအပ်ပေးလိုက်တာဖြစ်ပါတယ်မင်းအွန်လိုင်းကိုတိုင်ကအပ်ပေးတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလူတွေကိုအကောင်လုံးကိုမြန်မာနိုင်ငံမှာမွေးပြီးမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေကိုမြန်မာနိုင်ငံမှာဖြေရှင်းတာမဟုတ်ဘဲနဲ့သူများနိုင်ငံကိုဝယ်ပြီးအပ်လိုက်တာသူများနိုင်ငံအပ်လိုက်တာဆိုတော့နိုင်ငံတစ်ခုလုံးကိုအပ်လိုက်တာပေါ့ဒါကအကောင်လုံးကိုဒီလိုမျိုးကိုဖြစ်နေပါပြီဆိုတာကိုသိစေချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မြန်မာနိုင်ငံကတရုတ်ပြည်သူသမ္မတနိုင်ငံမြန်မာပြည်နယ်အဆင့်ကိုရောက်နေပါပြီဆိုတာကိုကျွန်တော်သိစေချင်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ဟာတွေကိုတရုတ်စီကိုအပ်လိုက်တယ်သူတို့ကမကန်တူနိုင်ဘူးဖြစ်ဆိုပြီးတော့အပ်လိုက်တော့အခုချိန်မှာတည်တယ်ချက်မှတ်တာကတော့ဘယ်နှစ်ယောက်ချက်မှတ်လဲဆိုလို့ရှိရင်တော့9ဦးပေါ့နော်ချက်မှတ်တယ်2ဦးကို9ဦးကိုစမ်းတယ်2ဦးကိုတည်တယ်ချက်မှတ်လိုက်ကြောင်းသိရှိရပါတယ်ပေါ့နော်ဒီထဲမှာ6ဦးရှိတယ်ပေါ့နော်သူတို့မိသားစုတွေထဲက6ဦးရှိတယ်ရှိတော့2ဦးကိုတည်တယ်ချမှတ်လိုက်တယ်9ဦးကိုစမ်းကန်တယ်ဆိုတော့ဆက်ပြီးတော့ဘယ်လိုတွေလောက်မလဲဆိုတာကတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်9နှစ်ထောင်ဒဏ်ကပေါ့နော်12ဦးကိုထောင်ဒဏ်9နှစ်မှာ24နှစ်ပေါ့နော်အထိကိုသတ်မှတ်လိုက်တယ်လို့သိရပါတယ်တိကိုငွေဒဏ်ဗန်ဆန်မှုတွေပစ္စည်းများသိမ်းယူခြင်းပြည်နေဒဏ်များချင်းပေးခြင်းများဖြစ်ပြစ်ဒဏ်များကိုဒီလိုမျိုးကိုချက်မှတ်ကြောင်းသိရှိရပါတယ်ဆိုတော့ဒါကတော့တော်တော်လေးကိုလောက်ဆောင်တဲ့အကြောင်းတွေပေါ့နော်ဆိုတော့တရုတ်ကကျွန်တော်မြန်မာနိုင်ငံဖြစ်ပြနေတာတွေအကုန်လုံးကိုသိရှိနားလည်ပြီးတော့ဘယ်လိုတွေလောက်နေလဲကံတွေနေလဲဆိုတာကိုလည်းကျွန်တော်တို့ပြည်သူတွေကိုသိစေချင်တာဖြစ်ပါတယ်ဆိုတော့မင်းတို့အပါမင်းအောင်လန်ကတရုတ်လက်ထိပ်ကိုမြန်မာနိုင်ငံတစ်ခုလုံးကိုအပ်လိုက်ပြီးဆိုတာကိုသိစေချင်တာပါဒါကတော့တစ်ခုဆိုတော့ဒါကဒီတရုတ်ကလူမျိုးပြည်တန်ချမ်းမတွေကိုကျွန်တော်မကြည်နဲ့လို့ပြောနေတာမဟုတ်ပဲပြောချင်တာကတရုတ်ကအကောင်လုံးကိုမြန်မာနိုင်ငံပြည့်ရတဲ့ဟာကိုအကောင်လုံးကိုစီမံလိုက်တယ်ဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်ဟိုဒီနေ့ကလည်းကျွန်တော်မြန်မာနိုင်ငံပြည့်နေတဲ့ဟာအွန်လိုင်းတဦးချင်းရဲ့ကိုရိပ်ကူတာချက်လက်တွေကိုမင်းအွန်လိုင်းကတရုတ်စီကနေဝင်ပြီးတော့စစ်ဆေးပြီးတော့တရုတ်ကလည်းဒီဟာကိုမဖမ်းနိုင်ဘူးဆိုတာကိုပြောလို့မရအကောင်လုံးကိုဖမ်းပြီးတော့ကျွန်တော်မြန်မာနိုင်ငံကဖြစ်ပြနေတဲ့ဟာကိုအကောင်လုံးသိတယ်ကျွန်တော်ဒုက္ခရောက်နေတာကိုလည်းသိတယ်ကျွန်တော်တို့ချမ်းသာနေတာကိုလည်းသိတယ်ကျွန်တော်ငိုကြည့်နေတာကိုလည်းသိအကောင်လုံးကိုသိနေတယ်ဆိုတာကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီမနေ့ခေတ်မှာရရှိထားတဲ့သတင်းထုတွေကိုတက်လက်တော့တင်ဆက်ပေးတာဖြစ်ပါတယ်